တီရဲ့ဆောင်ပုံနဲ့ညီရှိဆက်နေပါသည်ဒီသူတဘောရာထူလေးထားရင်ဒီသူတွင်လေးဦးစားပေးမည်ဒီသူလိုအပ်ချက်တို့ဆောင်ရွက်ပါမည်ဒီသူအလုံးပြုတ်ပြောစင်နှလုံးကြည်ညီညာရဲ့စိတ်ညီမစီရဲ့ရည်ဇမ္မာရင်ခက်လက်ပြစီရမည်ဝန်စာရေးလဲမင်္ဂလာဒီလိုချမ်းသာရစီမည်စိတ်ကစိတ်ကကြက်ခိုင်စီလုံးပါတီရဲ့ဆောင်ဖို့နဲ့ညီရှိဆက်နေပါသည်ဒီသူတဘောရာထူလေးထားရင်ဒီသူခွေရဲ့ဦးစားပေးမည်ဒီသူလိုအပ်ချက်တို့ဆောင်ရွက်ပါမည်ရက်ရောကောင်းသူများလည်းပြေဖို့နေပါသည်တိုင်းခရိုင်မြို့နယ်များလည်းပွင့်ပြိုးတိုးတက်သည်တိုင်းသားတွေပေါင်းစုစည်းလို့ငြိမ်းချမ်းစေပါသည်မြို့သားသာသနာအတွက်ရှိကရလို့ဦးဆောင်ရွက်ပါမည်စိတ်ကစိတ်ကကြက်ခိုင်စီလုံးပါတီရဲ့ဆောင်ပုံနဲ့ညီရှိဆက်နေပါသည်ဒီသူဘာသာထူလေးထားရင်ဒီသူဝင်ရဲ့ဦးစားပေးမည်ဒီသူလိုအပ်ချက်တို့ဆောင်ရွက်ပါမည်ဒီမိုကရေစီပေါ်ဆောင်ဖို့အတွက်အားလုံးလက်တွဲဆောင်ရွက်မည်တိုင်းပြည်တို့တည်ရရှိရှိနေပါသည်စစ်မှန်သောဒီမိုကရေစီငြိမ်းချမ်းသောဒီမိုကရေစီဒီတော်စုကြီးအတွက်သာရရှိမည်ဒီကကြိုတို့သိထင်ထားပါသည်စိတ်ကစိတ်ကချက်ခိုင်စီလုံးပါတီရဲ့ဆောင်ပုံနဲ့ညီရှိဆက်နေပါသည်ဒီသူဘာသာထူလေးထားရင်ဒီသူဝင်ရဲ့ဦးစားပေးမည်ဒီသူလိုအပ်ချက်တို့ဆောင်ရွက်ပါမည်ရဲ့စိတ်ညီမစီရဲ့ရည်ဇမ္မာရင်ခက်လက်ပြစီရမည်ဝန်စာရေးလဲမင်္ဂလာဒီလိုချမ်းသာရစီမည်စိတ်ကစိတ်ကကြက်ခိုင်စီလုံးပါတီရဲ့ဆောင်ပုံနဲ့ညီရှိဆက်နေပါသည်ဒီသူဘာသာထူလေးထားရင်ဒီသူခွေရဲ့ဦးစားပေးမည်ဒီသူလိုအပ်ချက်တို့ဆောင်ရွက်ပါမည်ရက်ရောကောင်းချုံများလည်းပြေဖို့နေပါသည်တိုင်းခရိုင်မြို့နယ်များလည်းဖွံ့ဖြိုးတိုးတက်ပြီးတိုင်းသားတွေပေါင်းစုစည်းလို့ငြိမ်းချမ်းစေပါသည်မြို့ဘာသာသာသနာအတွက်ရှိကရလို့ဦးဆောင်ရွက်ပါမည်စိတ်ကစိတ်ကချက်ခံစီလုံးပါတီရဲ့ဆောင်ပုံနဲ့ညီရှိဆက်နေပါသည်ဒီသူတဘာသာထူလေးထားရင်ဒီသူခွေရဲ့ဦးစားပေးမည်ဒီသူလိုအပ်ချက်တို့ဆောင်ရွက်ပါမည်ဒီမိုကရေစီပေါ်ဆောင်ဖို့အတွက်အားလုံးလက်တွဲဆောင်ရွက်မည်တိုင်းပြည်တို့တည်ရရှိရှိနေပါသည်စစ်မှန်သောဒီမိုကရေစီငြိမ်းချမ်းသောဒီမိုကရေစီဒီတော်စုကြီးအတွက်သာရရှိမည်ဒီခိုင်ပြုတို့သိထင်ထားပါသည်စိတ်ကစိတ်ကချက်ခံစီလုံးပါတီရဲ့